Hello မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အခုလိုမျိုးပိုက်နဲ့ဟော်လိုနဲ့ဆက်တာเนาะကျင်တွယ်ဂျိုးလေးဆက်တဲ့နီးအလွယ်ဆုံးနီးတန်းလေးကိုကျွန်တော်မြောက်ပေးပါပေါ့เนาะဒါကတော့ပုံမှန်ဆိုရင်ဟနေတယ်ဒီဟနေတာလေးအလွယ်ဆုံးနီးနဲ့ဖြတ်ဖို့အတွက်ပြီးတော့အလွယ်ဆုံးနီးနဲ့ဆက်ဖို့အတွက်အလွယ်ဆုံးနီးနဲ့ဖြတ်တဲ့နီးတန်းလေးပေါ့เนาะဒီမှာလိုက်ပြီးတော့ကြည့်ကြပါအရင်မခက်ခဲဘူးနောက်ပြီးတော့စုပ်ထွေးတာတွေပါတယ်မပါဘူးเนาะဒီမှာအရင်လွယ်ပါတယ်အခုဒီမှာကျတော့ဒါပိုက်ရဲ့အခြေဝန်းယူတာပိုက်ရဲ့အတိုင်းယူပြီးတော့အခုဒီမှာကျွန်တော်ဟော်လိုမှတ်မယ်โอเคဟော်လိုမှတ်ပြီးရင်ဒီမှာကျွန်တော်တို့အဲ့ဒီအတိုင်းကိုဖြတ်ဖို့တော့ကျွန်တော်တို့လောက်ရမှာเนาะโอเคကျင်တယ်ကူးမယ်လိုက်ကြည့်เนาะဒီတိုင်းလေးပဲလောက်ပါပါဟိုမခတ်ဘူးเนาะဒါပေမဲ့ဆရာကြီးတွေဆိုရင်တော့သိမယ်လုံနေကြလို့ဆိုသိမယ်မလုံဘူးတဲ့သူတွေဆိုရင်တွေ့ပေါ့เนาะဒီဗီဒီယိုတွေကကျွန်တော်ထင်ပေါ့အရင်အကျိုးစီပါပါโอเคဒီမှာအကောလို့ဖြတ်ထုတ်မယ်ဖြတ်ထုတ်ပြီးရင်ကျွန်တော်နေခဏကပိုက်ကိုလောက်ရပါပဲโอเคဒီမှာပိုက်လက်ရောက်ပြီပိုက်ကိုလည်းကျွန်တော်ဒါအလဲခွဲတယ်เนาะအလဲခွဲပြီးတော့ကျွန်တော်နေလောက်ရမှာပေါ့ဒါတိကြပြီးတဲ့သူတွေတော့မဟုတ်ဘူးเนาะကျွန်တော်ပြောလို့ပဲဒါကတော့ကျွန်တော်ဗီဒီယိုတွေကဟို variety canal တွေအတွက်ကိုပို့ပြီးတော့ကျွန်တော်ရည်ညွှန်းတာပေါ့ဒါကြောင့် variety canal တွေအတွက်ဆိုရင်တော့ဒီဗီဒီယိုတွေကအကျိုးရှိမှာပေါ့โอเคဒါဆိုရင်ကျွန်တော်ဒီမှာရပြီပိုက်နဲ့ဟော်လိုနဲ့ကိုကျွန်တော်ဆက်လို့ရပြီโอเคတော့အစိပဲเนาะပိုက်တယ်ပိတ်တယ်ဒါဆိုရင်ကျင်ွယ်စာကိုရပါပြီ